နေပါတယ်ကျမအတွက်တီးတန့်တဲနဲ့တစ်ခုလိုအပ်ပါတယ်ဆေးပင်တွေအကြောင်းနားလည်တဲ့လက်ထောက်သမားတော်တရားလည်းလိုပါတယ်ပြီးတော့စခန်းထဲမှာရှိတဲ့နှင်းအာတီမီရှာနှလုံးခွဲမြက်နဲ့အာကိုနိုင်ခခနဲ့အားလုံးကိုကျမစီယူလာပေးပါလို့သူမကအစိပ်ပြင်းတဲ့အပင်ပေါင်း10ခန်းလောက်ကိုတက်ဆက်ပြောချလိုက်ပါတယ်သမားတော်တွေဟာတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးကြည်ချံရုံဘက်ကိုလှည့်ကာအမိန့်ကိုစောင့်ဆိုင်းနေကြပါတယ်အိမ်ရှိဆံမင်းသားရဲ့အမိန့်မရှိဘဲနဲ့တော့ဘယ်သူမှမလုပ်ရဲကြပါဘူးဒါဟာစစ်တီတော်တသိန်းရဲ့အသက်တွေနဲ့တပွဲလုံးရဲ့စစ်ရေးကံကြမ္မာကိုအမျိုးသမီးစစ်မြေပြင်သမားတော်တယောက်ရဲ့လက်ထဲထိုးအပ်လိုက်ရမယ့်အခြေအနေလေဘယ်သူမှဒါကိုလက်မခံနိုင်ကြပါဘူးတဲနန်းအတွင်းကမျက်လုံးပေါင်းများစွာဟာကြီးချံရွယ်စီကိုပဲစုပြုံရောက်ရှိနေပြီးတယောက်ချင်းစီရဲ့ရင်ခုန်တန်တွေကိုတောင်ပြန်ကြားနေရတယ်လို့ပါပဲသူမဆူဆူကတော့သူ့ကိုစိုက်ကြည့်နေမိတယ်သူတကယ်ပဲတက်မတော်၃ခုရဲ့အသက်ပေါင်းများစွာကိုသူမလက်ထဲထည့်ပေးမှလားဆိုတာသူဝေခွဲမရဖြစ်နေမှန်းသူမသိပါတယ်အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့သူနောက်ဆုံးမှလှုပ်ရှားလာပါတယ်သူဘာတခုမှမပြောပါဘူးသူ့ရဲ့ခပ်ပတ်မှာချိတ်ထားတဲ့ရွှေတစိပ်ပြားလေးကိုဖြည်းဖြည်းချင်းဖြုတ်ယူလိုက်ပါတယ်ငကားရုပ်တွေထွင်းထူထားတဲ့အေဂရစ်မင်းရဲ့တော်ဝင်ရွှေတစိပ်ပေါ့သူမရှိကိုသူလျှောက်လာပါတယ်မီးရောင်တွေကသူ့မျက်နှာပေါ်မှာကခုန်နေပြီးအေးဆက်လေးလံလာတဲ့အဲ့ဒီတစိပ်ပြားကိုသူမရဲ့လက်ဖွားထဲထည့်ပေးလိုက်ပါတယ်ငါရဲ့အမိန့်ကိုအခုချက်ချင်းအတည်ပြုစေစစ်မြေပြင်ကဆုံးဖြတ်ချက်အားလုံးကိုစူးစူးထန်လွှဲအပ်လိုက်ပြီးဒီတက်မတော်ထဲမှာဘယ်သူမှသူမကိုမဖီဆန်စေနဲ့အမိန့်ကိုဖီဆန်တဲ့သူကိုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့အေးအေးယူစေသူမကြီးချံရွံကိုမကြည့်မိပါဘူးသူမလက်ထဲကတစိပ်ပြားကိုပဲငုံကြည့်နေမိတယ်သူတကယ်ပဲအရာအလုံးကိုသူမလက်ထဲအနံလိုက်လိမ့်မယ်လို့သူမမယုံနိုင်အောင်ဖြစ်နေရပါတယ်လူတိုင်းကသူမလက်ထဲကတစိပ်ပြားကိုကြည့်လိုက်ကြောက်ရွံ့လို့အေးဆက်စွာရက်နေတဲ့အိမ်ရှိဆန်ကိုကြည့်လိုက်နဲ့အံ့ဩမြင်တက်နေကြပါတော့တဲ့တရက်ကြာမှာတော့ယူမန်တကားမှာအကြီးအကျယ်အောင်ပွဲခံနိုင်ခဲ့ပါတယ်ရိုးရင်းချင်စီမဲ့အစိမ့်မုံရဲ့အာနိတင်ကသူမမျောလင့်ထားတာထက်တောင်ပိုဆွမ်းခဲ့ပါတယ်ရှမ်းပေရဲ့တော်ဝင်မြင့်တက်အင်အားနဲ့မြင်းတွေအားလုံးဟာတညာထဲမှာတင်အယိုးမရှိသလိုပြုတ်ကွေသွားကြပါတော့တယ်ချန်ဝူရဲ့တက်မတော်ကဝန်ပလွေအုပ်လို့ထိုးစစ်ဆင်လာတဲ့အခါမှာတော့ဘာခုခံမှုမှမရှိတော့ပါဘူးတွေးတစက်မှမကြပဲသူတို့တိမ့်ပိုက်နိုင်ခဲ့ပါတယ်ရှမ်းပေရဲ့ခံယူဟာလည်းသူ့ရဲ့တော်ဝင်တဲနန်းထဲမှာတင်ကိုအဆုံးစီရင်သွားခဲ့ပါတယ်ကြီးချန်ရွံဟာတဲပြင်ပေါ်မှာလက်လျှောက်ရင်းရှမ်းပေမျိုးနွယ်စုအားလုံးရဲ့လက်နက်ချအညံခံမှုကိုလက်ခံခဲ့ပါတယ်ဒီသတင်းဟာမြို့တော်ကိုရောက်သွားတဲ့အခါတပြည်လုံးပျော်ပွဲရှင်ပွဲတွေနဲ့ဆူညံသွားပါတယ်နေရာအနှံ့မှာမီးပုံတွေထွန်းညှိထားကြပြီးစစ်သားတွေဟာလည်းအသားတွေစားအရက်တွေတောက်ရင်းအောင်ပွဲခံနေကြပါတယ်သူမကတော့စေကူတာဆောင်အပြင်ဘက်မှာထိုင်ရင်းသူမရဲ့ခွဲစိတ်ဓာတ်လေးကိုတိတ်တိတ်ဆိတ်ဆိတ်တုံနေမိတယ်သွေးညီနှံတွေကအရက်နှံနဲ့အသားကင်နှံတွေကြားမှာပျောက်ကွယ်နေပေမဲ့သူမကတော့အဲ့ဒီအနှံကိုရနေတော့မှာပဲဒေါက်တာစုကျွန်တော်ရှင့်အတွက်တစ်ခွက်လောက်တိုက်ပေးရစေရှင်သားမရှိရင်ကျွန်တော်တည်နေလောက်ပြီလို့စစ်သားငယ်လေးတယောက်ကအရက်ဘူးကိုလှုပ်ရမ်းရင်းရိမ့်ထိုးလာပါတယ်မကြခင်မှာပဲဒဏ်ရာရစစ်သားတွေဟာသူမကိုဝိုင်းအောင်လာကြပြီးသူမကိုမြင့်မြတ်တဲ့နတ်ဖျားမတပါလို့ကြည်နေကြပါတယ်သူမပြုံးလိုက်ပြီးအရက်ဖူးကိုယူကာတကြိုက်ထဲမောချလိုက်ပါတယ်၃နှစ်တာနေဆက်မှာရှေလျားလာတဲ့စစ်ပွဲကြီးဟာရှမ်းပေဘရင်ရဲ့ခေါင်းကိုယူမန်တကားမှာချိတ်ဆွဲလိုက်တာနဲ့အတူအဆုံးသက်သွားခဲ့ပါပြီအားလုံးပြီးဆုံးသွားခဲ့ပါပြီအေဂရမင်းကြီးဟာလည်းနာမကျန်းဖြစ်ပြီးကွယ်လွန်ခါနီးဖြစ်နေတာကြောင့်ကြီးချံရွံဟာတက်မတော်ကိုဥဆောင်ပြီးမြို့တော်ကိုအရင်ပြန်သွားခဲ့ပါတယ်သူဟာအောင်ပွဲလိုင်းကိုစီပြီးတီးနှန်းကိုဆက်ခံလိုက်ပါတယ်သူမကတော့ဒဏ်ရာပြင်းထန်လို့မလှုပ်ရှားနိုင်သေးတဲ့စစ်သားတွေကိုကုသပေးဖို့အတွက်နေဆက်မှာပဲကြံရစ်ခဲ့ပါတယ်တလအကြာမှာတော့တော်ဝင်အမိန့်စာရောက်ရှိလာပါတယ်အဲ့ဒီအမိန့်စာကိုလာပို့တဲ့သူကတော့ရွှေရင်ဖုံးပါပဲသူဟာအရင်ကလိုအနက်ရောင်ဝေးရုံကိုဝတ်ထားပေမဲ့သူ့မျက်လုံးထဲကစစ်မြေပြင်ကရက်စက်မှုတွေကတော့ပျောက်ကွယ်သွားပြီးမြို့တော်ရဲ့တည်ငြိမ်မှုတွေအစားထိုးဝင်ရောက်နေပါတယ်သူကသူမကိုလက်အုပ်ချီအယိုအသေးပေးရင်းအဝါရောင်တော်ဝင်အမိန့်စာလိပ်ကိုကမ်းပေးပါတယ်ဒေါက်တာစုအေဂရစ်မင်းကြီးကမြို့တော်မှာရှင်းကိုစောင့်နေပါတယ်မြို့တော်ကိုပြန်လဲချေချလိုက်ရတာဟာဘဝတစ်ခုကိုရောက်သွားတယ်လို့ပါပဲခမ်းနားတဲ့ကြိုးဆိုပွဲတွေမရှိဘူးဘယ်သူမှထွက်ပြီးမကြိုကြဘူးချန်ယောနန်းဆောင်ရဲ့ခမ်းနားလာတဲ့ရွှေနဂါပလင်ပေါ်မှာသူမတေမင်းလက်ထဲကနေနှစ်ကြိမ်တိုင်တိုင်ဆွဲထုတ်ပေးခဲ့တဲ့အမျိုးသားဟာထိုင်နေပါတယ်ကြီးချန်ရွံဟာအခုတော့ပကုံးပေါ်မှာငကားငါးလက်သေးပုံတွေထိုးထားတဲ့အနက်ရောင်တော်ဝင်ဝေးယုံကြီးကိုဆင်ញမ်းထားပြီးအေဂရီတပါးရဲ့အငွေ့သက်တွေအပြည့်ရှိနေပါပြီသူဟာသွေးအိုင်ထဲမှာအသက်ငင်နေခဲ့တဲ့အားနည်းလုံးနဲ့အိမ်ရှိဆန်မဟုတ်တော့ပါဘူးသူဟာဒါကြီးအင်ပါယာရဲ့အရှင်သခင်ကောင်းကင်ဘုံရဲ့သားတော်ဖြစ်လာခဲ့ပါပြီသူ့ရဲ့အတန်ဟာနန်းဆောင်ကြီးအတွင်းမှာဟိမ့်ထွက်နေပြီးအေဂရီရဲ့အာနာဆက်တွေစီးဆင်းနေပါတယ်သူမဒူးထောက်လိုက်ပါတယ်ဒီလက်အောက်ငယ်သားကအရှင်မင်းကြီးကိုဂါရဝပြုပါတယ်သူကသူမကိုတခိုင်းချင်းမရှိတာကြောင့်သူကအထက်မှာမြင်းမားစွာရှိနေပြီးသူမကတော့မြေပြင်ပေါ်မှာဥညွတ်နေရပါတယ်တိတ်ဆိတ်မှုတွေအတော်ကြာပြီးတဲ့နောက်မှာတော့သူဟာပလင်ပေါ်ကနေတလန်းချင်းဆင်းလာပြီးသူမရှိမှရက်တန့်လိုက်ပါတယ်ငကားရုပ်ထိုးထားတဲ့အနက်ရောင်ဖက်နှက်တစ်စုံကသူမရဲ့အမြင်အာရုံနဲ့ရောက်လာပါတယ်မောကြည့်စမ်းသူမမောကြည့်လိုက်တဲ့အခါသူ့ရဲ့မျက်လုံးတွေကိုတက်တက်ဆန်ကြည့်မိပါတယ်သူကသူ့ရဲ့ဝေးရုံလက်ထဲကနေဖိနှိမ့်ငက်ရုပ်ထွင်းထူထားတဲ့ရွှေတစိမ့်တုံးတစ်ခုကိုထုတ်လိုက်ပါတယ်မင်းကငါတစ်ချိန်ကဂတိပေးခဲ့ဘူးတယ်မင်းရဲ့တဘောအလုံးကိုဘေးကင်းအောင်ငါစောင့်ရှောက်ပါမယ်လို့ဒီဖီနစ်တစိတ်ကမင်းအတွက်ပဲလို့သူကအေးအေးဆေးဆေးပြောလိုက်ပါတယ်ဒါချီအင်ပါယာရဲ့မိဖုရားခေါင်ကြီးယာတူပေါ့ဒီအင်ပါယာတွေကအမျိုးသမီးတိုင်းအသက်ပေးပြီးလိုချင်ကြတဲ့အရာပဲဒါပေမဲ့သူမကတော့အဲ့ဒီတစိတ်တုံးကိုကြည့်ရင်ဘာခံစားချက်မှမရှိပါဘူးအရှင်မင်းကြီးကျမဒါကိုညှင်းပယ်ပေးရစေဘာဖြစ်လို့လဲကျမနေဆက်စခန်းမှာတော့ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီတမားတော်တွေကလူအသက်ကိုကဲတင်တာပါဆုလက်တွေကိုမျှော်လင့်တာမဟုတ်ပါဘူးဒါကဆုလက်မဟုတ်ဘူးဒါကဖွဲထူးကုန်ထူးပဲငါရဲ့အင်ပါယာကိုမင်းနဲ့အတူမျှဝေခံစားချင်တာအရှင်မင်းကြီးကျမကဲခဲတဲ့သူကအသက်အန္တရာယ်စိုးရိမ်နေရတဲ့အိမ်ရှိဆန်ပါကျမရဲ့ခင်မိုးမဟုတ်ပါဘူးအဲ့ဒီစကားကြောင့်သူ့တုံးကနေဖြစ်သွားပါတယ်စကလုံးတွေကသူ့ရဲ့ရင်ထဲကိုတက်တက်ထိမှန်သွားပုံရတယ်ကျမရဲ့စစ်မြေပြင်ကလူနာရဲ့အိယာဘေးမှာပဲရှိတာပါဒီနန်းတော်ထဲမှာမဟုတ်ဘူး
ကျမရဲ့ကဘာကစေးဝါးတွေနဲ့ပဲတိဆောက်ထားတာပါလူနာတယောက်နောက်ဆုံးမှာအသက်ဆက်ရှင်သွားတဲ့အချိန်ရှူလိုက်တဲ့အသက်ရှူတန်ကပဲကျမရဲ့ပျော်ရွှင်မှုပါဒီနီရဲနေတဲ့နန်းတော်နေရန်လေးဖက်မဟုတ်တလို့ဒီဖီနစ်တစ်စိတ်တုံးလည်းမဟုတ်ပါဘူးနန်းဆောင်တစ်ခုလုံးတေလူလိုတိတ်ဆိတ်သွားပြန်ပါတယ်သူကသူမကိုတိတ်တိတ်ဆိတ်ဆိတ်ပဲကြည့်နေပြီးသူ့မျက်လုံးထဲမှာတော့ပင်ပန်းနွမ်းနယ်မှုနဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့အရေးရောင်လေးရှိနေပါတယ်ဒါဆိုအခုချိန်မှာမင်းကအပေါ်ဘာခံစားချက်မှမရှိတော့ဘူးပေါ့မှန်ပါတယ်သူမအကြည့်မလွဲပဲခိုင်ခိုင်မာမာဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူစီကအင်အားတွေအကုန်ကုန်ခန်းသွားတယ်လို့ပါပဲသူမကိုကြောပေးလဲလိုက်ပြီးပကုံးတွေကအနှဲငယ်တုံနေနေပါတယ်အေဂရစ်ကိုဖီဆန်မိတာကြောင့်သူမကိုကုမျက်လိုက်မလားဒါမှမဟုတ်တစ်သက်လုံးဒီထဲမှာပဲပိတ်လောင်ထားမလားလို့သူမတွေးမိပါတယ်ဒါဟာကြီးလေးတဲ့ပြစ်မှုလေးအတော်ကြာတိတ်ဆိတ်သွားပြီးနောက်မှာတော့သူဟာဖီနစ်တစ်စိတ်တုံးကိုစပွဲပေါ်ပြန်တင်လိုက်ပါတယ်ပြီးတော့တခြားတစ်ဖက်ကပစင်းရုပ်ထွင်းထားတဲ့ကြောက်စိမ့်ဖြူတစ်စိတ်တုံးလေးတစ်ခုကိုယူလိုက်ပါတယ်သူမစီလျှောက်လာပြီးသူမရဲ့လက်ထဲကိုအသားရထည့်ပေးလိုက်ပါတယ်ကြောက်စိမ့်ကအေးဆက်ပြီးချုံးမွေးနေပါတယ်သူမငုံကြည့်လိုက်တဲ့အခါစာလုံး9လုံးထွင်းထားတာကိုတွေ့ရပါတယ်ဒါချီအင်ပါယာရဲ့တမားတော်ချုပ်တဲ့သူမမင်သက်သွားပါတယ်မင်းလိုချင်တဲ့ကောင်းကင်ကြီးကိုငါမပေးနိုင်သေးပေမဲ့မင်းစတင်နိုင်မဲ့နေရာတစ်ခုကိုတော့ငါပေးနိုင်ပါတယ်ဒီနေ့ကစပြီးမင်းဟာတော်ဝင်စေးပညာဌာနရဲ့အကြီးအကဲတတိယအဆင့်ရှိတဲ့အရာရှိတစ်ယောက်ပဲနန်းတွင်စီမင်းစည်းကမ်းတွေကမင်းကိုမချုပ်ကင်စေရဘူးနန်းတော်ထဲကိုမင်းစိတ်ကြိုက်ဝင်ထွက်သွားလာနိုင်တယ်အင်ပါယာတစ်ခုလုံးကစေဝါတွေကိုမင်းအမိတ်နဲ့အသုံးပြုခွင့်ရှိတယ်လို့အမျိုးသမီးစည်းကမ်းတွေကိုလည်းတီထောင်ခွင့်ပေးမယ်စေးချက်အစ်တွေကိုလည်းရေးသားပြုစုခွင့်ပေးမယ်စုစုဒီနေ့ကစပြီးမင်းကယ်ချင်တဲ့သူကိုတွားခဲ့ပါမင်းသွားချင်တဲ့နေရာကိုတွားပါမင်းရဲ့လမ်းကိုမင်းလျှောက်ပါတွားပြီးတော့ကဘာကြီးကိုကဲတင်လိုက်ပါသူမအဲ့ဒီကြောက်စိမ့်တစ်စိတ်တုံးလေးကိုစုပ်ကင်ထားရင်လက်ဖျားတွေတုံရင်နေမိတယ်သူဒါကိုပေးလိုက်မယ်လို့သူမတခါမှမတွေးခဲ့ဘူးဒါဟာတန်ချီချင်းတွေမဟုတ်ပါဘူးပြန်တမ်းဖို့အတွက်အတောင်ပံတွေပါသူမအသက်ကိုခက်ပြင်းပြင်းရှူပြီးသူ့ကိုအကြည့်မျိုးဆုံးနဲ့အလေးနဲ့ဆုံးဥညွတ်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့ကျုံကသခင်ကိုဥညွတ်တာမဟုတ်ပဲလွတ်မြောက်ခွင့်ပေးတဲ့သူကိုတမားတော်တယောက်ကကျေးဇူးတင်စွာနဲ့ဥညွတ်လိုက်တာပါကျမလက်ခံပါတယ်အရှင်မင်းကြီးကျေးဇူးတင်ပါတယ်ချန်ရွန်နန်းဆောင်ကနေထွက်လာတဲ့အခါနေရောင်ကြီးကတောက်ပလို့နေပါတယ်အဲ့ဒီနှွေးထွေးတဲ့အလင်းရောင်တွေကသူမအပေါ်ကိုဖြာကျလာပြီးရင်ထဲကအေးဒဏ်တွေကိုစေးကြောပေးတယ်လို့ပါပဲသူမလက်ကိုဖြန့်ကြည့်လိုက်တော့ကြည်လင်နေတဲ့ကြောက်စိမ့်တစ်စိတ်တုံးလေးကိုမြင်ရပါတယ်မြို့တော်ကြီးကတော့လူစီကားလို့နေပါတယ်လမ်းပေါ်ကလူတွေအတန်တွေမျက်နှာတွေဟာသူမအတွက်တော့နောက်ခံကားချက်တွေမဟုတ်တော့ပါဘူးသူတို့တွေဟာသူမရဲ့ကုသမှုကိုစောင့်ဆိုင်းနေကြတဲ့အသက်တွေပါပဲသူမရဲ့ခရီးစဉ်ကအခုမှစတင်ရုံပဲရှိပါသေးတယ်စုစုမင်းငါရဲ့မိဖုရားဆောင်တဲ့ကိုဝင်လာဖို့မလိုပါဘူးဒါပေမဲ့ငါရဲ့ကဘာထဲကနေထွက်သွားဖို့တော့လုံးဝမစင်စားနဲ့တော့